ပုံစံကောင်းတွေပြသနေတဲ့ Brentford အသင်းနဲ့ချန်ပီယံပြည်လမ်းကြောင်းကိုပြန်လည်ဝင်ရောက်လာမဲ့ Manchester City မင်္ဂလာပါ Smack in Football Area အနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညရှင်ပြိုင်ကစားမဲ့ Brentford အသင်းနဲ့ Manchester City တို့ရဲ့ပွဲကြိုသုံးသက်ချက်နဲ့ပေါက်ကျင်းအနေထားတွေကိုကျွန်တော်တူးရဲမြင်ဖြစ်တင်ဆက်လိုက်ပါရစေပထမဆုံးအနေနဲ့ဒီနေ့သင်းရဲ့ပွဲထွက်လာနိုင်ခြေရှိတဲ့လူစင်းအနေထားကိုကြည့်လိုက်အောင်နှစ်တင်းစလုံးကဒဏ်ရာရကစားတာမှာအတော်လေးကင်းစင်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့အရင်ပွဲလေးလိုပဲအပြောင်းလဲများများဆဆလောက်လာလိမ့်မယ်လို့တော့ကျွန်တော်တော့မထင်မိပါဘူး။နှစ်တင်းစလုံးရဲ့နောက်ဆုံးကစားခဲ့တဲ့၅ပွဲကိုကြည့်မယ်ဆိုရင်လည်း Ancient Brentford အနေနဲ့အင်ကွင်းတော်တော်လေးကိုကောင်းတာတွေ့ရပါတယ်။သူရဲ့အင်ကွင်းမှာဆိုရင်အသင်းကြီးတွေဖြစ်တဲ့ Chelsea အသင်းကိုတည် Aston Villa ကိုတည် Manchester United ကိုဆိုရင်အင်ကွင်းကိုခေါ်ပြီး 3-1 နဲ့တော့တီးထားပါဒါကြောင့်မလို့ Brentford အသင်းရဲ့အင်ကွင်းကိုတွားရောက်ကစားမဲ့အသင်းကြီးတွေအနေနဲ့တော်တော်လေးကိုတည်ထားပါမယ်။အဝေးကွင်းကိုလာရောက်ကစားမဲ့ Manchester City အသင်းဘက်ကိုကြည့်မယ်ဆိုရင်တော့နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာတပွဲမှကိုရှုံးနေထားခြင်းမရှိပါဘူး။ Arsenal အသင်းကိုအဝေးကွင်းမှာတည်ပြီးခဲ့တဲ့ Champions League မှာအမုန်းနာကိုတူတူတည်ကစားထားပါတယ်။ဒီနေရာမှာ Man City အသင်းရဲ့နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာ12ဂိုးထိတောင်ရရှိခဲ့တာပါ။သူတို့ရဲ့အားထားရတဲ့တိုက်စစ်မှု Erling Haaland ဆိုရင်လည်း6ပွဲမှာ8ဂိုးအထိကိုသွင်းယူနိုင်ပါတယ်။ခန်းစစ်ပိုင်းကိုကြည့်မယ်ဆိုရင်လည်း Premier League 6ပွဲမှာ6ဂိုးပဲခွင့်ပြုထားရတာပါ။ဒါကြောင့်မလို့ Man City အသင်းဟာတိုက်စစ်ကလည်းဂိုးတွေသွင်းနိုင်တယ်လို့ခန်းစစ်ကလည်းတော်တော်လေးကောင်းမွန်နေတာကိုတွေ့ရပါတယ်။ Ancient Brentford အသင်းကိုကြည့်မယ်ဆိုရင် Premier League 6ပွဲမှာ7ဂိုးအထိတောင်ခွင့်ပြုထားရတာပါ။ဒါကြောင့်မလို့ခန်းစစ်ပိုင်းမှာတော်တော်လေးရင်းရိုင်းနေတာကိုတော့တွေ့ရပါတယ်။ဒါပေမဲ့လည်းအင်္ဂလန်ဆန်းဆောင်ရေးကောင်းတဲ့ကြောင့် Man City အသင်းအနေနဲ့ဘယ်ကူနီမှာတော့မဟုတ်ပါဘူး။ညီကိုတို့အနေနဲ့ရောဒီနေ့အချင်းတွေကိုဘယ်လိုမြင်မိပါသလဲ။ comment ထဲမှာဝင်ရောက်ဆွေးနွေးခဲ့ပါဦး။ဒီနေ့သင်းရဲ့ပွဲစဉ်ကို business ရတော့၎င်းကြည့်ပြောရှုပြောရတော့၎င်းဆော့ကစားမယ်ညီကိုတွေအတွက်ကျွန်တော်ရဲ့တူးတဲ့အမြင်ဖြင့်ဒီပွဲကိုသုံးသပ်ပေးပါရစေ။ကျွန်တော်ဒီဗီဒီယိုလုပ်နေတဲ့အချိန်မှာတော့ Man City အသင်းဘက်က1.15ဆိုတဲ့စီတန်းတစ်ခုပေးထားပါတယ်။ကိုပေါင်းကြီးကတော့3.15ပေါ့ဗျာဒီနေ့တင်းရဲ့တွေးဆုံမှုကိုပြန်ကြည့်မယ်ဆိုရင်တော့ Man City တင်းက9ချိန်အနိုင်ရထားပြီး Brentford တင်းက2ချိန်အနိုင်နဲ့1ချိန်တည်ရကြထားပါတယ်ဒီနေရာမှာတစ်ခုရှိတာ Man City တင်းဘောကိုကြည့်ရမှာပါ Man City တင်းဟာအရင်ရာသီတွေမှာတိုက်တဲ့ challenger အနေနဲ့အောက်နေတာပါဒီရာသီမှာတော့လူတွေပြန်လဲဖြစ်တင်ထားပြီးတော့တိုက်တဲ့ challenger နေရာကိုပြန်လဲဝင်ရောက်နိုင်မယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်ဒါကြောင့်မလို့Man City အသင်းဟာယာဒီအစမှလေးရမှတ်တွေကိုစုဆောင်းနိုင်ဖို့အရေးကြီးပါတယ်။ပြီးခဲ့တဲ့ပွဲလီဗာပူးဟာအမှတ်ရောက်ခဲ့ပါတယ်ချယ်ဆီနဲ့တွေ့ဆုံမှုမှာ။ဒါကြောင့်မလို့ Man City အသင်းအနေနဲ့အမှတ်တွေအများကြီးမကွာအောင်လို့ဒီယာဒီအစမှလေးရမှတ်တွေစုဆောင်းသင့်ပါတယ်။ဒါကြောင့်မလို့ Man City အသင်းက Brentford ကွင်းကိုလာရောက်ကစားမဲ့အချိန်မှာတော့အနိုင်ရလက်ကိုသာဦးတည်ပြီးကစားမယ်လို့တော့ကျွန်တော်ထင်ပါတယ်။ဒါကြောင့်မလို့အနိုင်အတွက်လာရောက်ကစားမဲ့ Man City ဘက်ကိုတော့ကျွန်တော်ပို့ပြီးတော့အလေးထားမိပါတယ်။ Brentford တင်ဘလောက်ပဲအင်္ဂွင်းဆောင်းဆောင်ရေးကောင်းနေပါစေအောင် Man City တင်ဟာငါတို့နိုင်ရမယ်ဆိုတော့ငါတို့အမှတ်တွေယူမယ်ဆိုတော့စိတ်တစ်ခုနဲ့လာရောက်ကစားမှာဖြစ်တဲ့အတွက် Man City အသင်းဟာဒီနေ့ပွဲကိုအနိုင်ရအောင်ကံမယ်လို့တော့ကျွန်တော်ထင်ပါတယ်။ကိုပေါင်းကြီးကိုကြည့်မယ်ဆိုတော့3.15ဒီကြေးတန်းဟာဂိုးပေါ်နေကိုကျွန်တော်တို့ထိုင်ဖို့တော်လေးဖိတ်ခေါ်နေတယ်လို့ပါပဲဒါပေမဲ့ဒီနေ့တင်းရဲ့တွေ့ဆုံမှုကြည့်မယ်ဆိုရင်ဒီနေ့တင်းကတွင်းမယ်ဆိုရင်လည်းအပြန်လန်တွင်းကိုတွေနဲ့3လုံးအထက်ကိုတွင်းပါတယ်မတွင်းဘူးဆိုလည်း1စီအဲ့လောက်နဲ့ပြီးသွားတာများတယ်ခင်ဗျဒါကြောင့်မလို့ဂိုးပေါင်းကြီးဂိုးပေါ်ကိုထိုင်မယ်ဆိုရင် Brentford အသင်းရဲ့ကစားဟန်ကိုတစ်ချက်သုံးသပ်ကြည့်ရပါမယ် Brentford အသင်းဟာ Man City လို့တင်းတဲ့ကစားမဲ့အချိန်မှာသူတို့ကဖွင့်ဆော့ပါမလားဒါမျိုးကုန်းထုတ်စရာပါသူတို့အနေနဲ့ဖွင့်ဆော့မယ်လို့တော့ကျွန်တော်မထင်ပါဘူးကောင်တာချောင်းမယ်ခန်းစစ်ကိုအသာပြီးကစားမယ်ဒီလိုပဲကစားလာမယ်လို့တော့ကျွန်တော်မျှော်လင့်တယ်ဒီလိုမှမဟုတ်ပဲ Brentford အသင်းကဥဆောင်ကိုတော့၎င်းခြေပါကိုတော့၎င်းပြန်လဲရရှိသွားရင်တော့3လုံးအထက်ကိုဖြစ်လာနိုင်ပါတယ်ဒါကြောင့်မလို့ Brentford အသင်းအနေနဲ့ Man City အသင်းကိုဂိုးသွင်းယူနိုင်ပါမလားဒါကိုတစ်ချက်ကြည့်ရပါမယ်ဂိုးသွင်းယူနိုင်ခြင်းမရှိဘူးဆိုရင်တော့3လုံး15ဟာနေကျင်စရာကောင်းမနေပါဘူးဒီကိုတို့အနေနဲ့ရောဘယ်လိုမြင်မိတယ်လဲ Brentford အသင်းအနေနဲ့ Man City အသင်းကိုဂိုးသွင်းယူနိုင်မယ်လို့ထင်ပါသလားဂိုးသွင်းယူနိုင်မယ်လို့ထင်တော့3.15ဟာအပေါ်ကြီးထိုင်နေစရာကောင်းပါတယ်
ဒီလိုမှမဟုတ်ပဲ Brentford အသင်းကဂိုးသွင်းနိုင်လိမ့်မယ်လို့မထင်ဘူးဆိုရင်တော့15ပြားရင်းပြီးတော့အောက်ကြီးထိုင်လိုက်တာအသင့်တော်ဆုံးပါညီကိုတို့ရောဒီနေ့တင်ရဲ့ result တွေဘယ်လိုဖြစ်လာမလဲဆိုတာကို comment ထဲမှာဝင်ရောက်ဆွေးနွေးခဲ့ပါဦးအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကမ္ဘာမြေကြီးငြိမ်းချမ်းပါစေ